စိတ်ပြေကမ်းပါဆိုတာတခြားတဘာဝလုံးထူးခြားနေတဲ့နေရာမျိုးလည်းမဟုတ်ဘူးဒီလိုတဘာဝတရားရည်နဲ့ထူးထူးခြားခြားလှပနေတဲ့နေရာမျိုးပဲတဘာဝတရားရည်ရှိတဲ့နေရာပဲပေါ့နော်အထက်ကိုရောက်သွားတဲ့အခါမှာသူဤစားနဲ့တွေ့ပြီးတော့တဘာဝတရားကိုခံစားပြီးတော့ဒီချမ်းချင်းကကောင်မလေးရဲ့စိတ်ကို healing လုပ်ပေးရပါတော့ကောင်ဆယ်လင်းစကားတွေပြောပေးရအဲ့မှာချမ်းချင်းကဘာပြောလဲစိတ်ပြေကမ်းပါကိုရောက်တဲ့အခါမှာချမ်းချင်းကဘာပြောလိုက်လဲဆိုတော့ဘဝမှာတဲ့လူဆိုတာအခက်ခဲပြဿနာတွေနဲ့အခက်ခဲပြဿနာဆိုတာလူတိုင်းကြုံတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့အခက်ခဲနဲ့ကြုံပြီးရဲ့နောက်မှာအောင်မြင်တဲ့သူနဲ့ရှုံးနေတဲ့သူဆိုတာပေါ်ထွက်လာတာပေါ့ဒါဆိုရင်အောင်မြင်တဲ့သူဆိုတာဘာဖြစ်လို့အောင်မြင်တဲ့သူဖြစ်သွားတာလဲရှုံးနေတဲ့သူကဘာလို့ရှုံးနေတဲ့သူဖြစ်သွားတာလဲအဲ့တော့ဆိုလိုချင်တာကတဲ့မြင်ပုံချင်းမတူတာအခက်ခဲကိုမြင်တဲ့အမြင်ချင်းကွာတာပေါ့နော်ဒီရှုံးနေတဲ့လူကြောင့်အခက်ခဲကိုခက်ခဲကသူ့ရဲ့စွမ်းဆောင်ရည်ထက်အကြီးဖြစ်နေလို့မြင်တာဆိုလိုချင်တာသူ့ရဲ့စွမ်းဆောင်ရည်ကသေးနေတယ်ခက်ခဲကအကြီးဖြစ်တယ်လို့မြင်တာခက်ခဲကိုပြဿနာအကြီးလို့မြင်တဲ့အတွက်ကြောင့်မလို့သူကရှုံးနေသွားတယ်ဒါပေမဲ့အောင်မြင်တဲ့သူကြောင့်အဲ့လိုမြင်တာမဟုတ်အောင်မြင်တဲ့သူကြောင့်ကြုံတွေ့လာအခက်ခဲကိုသူ့ရဲ့စွမ်းဆောင်ရည်ကဒီအခက်ခဲတက်ပိုကြီးရလို့မြင်တဲ့အတွက်ကြောင့်မလို့သူကစွမ်းဆောင်နိုင်တယ်အကောင်းဆုံးလုပ်နိုင်တယ်ဒါကြောင့်မလို့ရလက်ကလည်းအောင်မြင်တဲ့သူဖြစ်လာတယ်ဆိုတဲ့အကြောင်းပြောပြတယ်ဒါဆိုရင်တဲ့အောင်မြင်တဲ့သူဖြစ်ဖို့အတွက်ပေါ့နော်ကိုယ့်ရဲ့စွမ်းဆောင်ရည်ကကြုံလာတဲ့ခက်ခဲထက်ကြီးနေဖို့လိုတယ်ဆိုလိုချင်တာကိုယ့်ရဲ့စွမ်းဆောင်ရည်တွေစွမ်းအားကြီးဖို့လိုတယ်ဒါဆိုရင်ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေစွမ်းအားကြီးဖို့တက်ဆိုရင်ဘယ်လိုမျိုးကိုကမွေးမြူထားရမလဲတဲ့ကိုယ့်ရဲ့စွမ်းဆောင်ရည်အဲ့ချိန်မှာဥပမာပေးလိုက်တာတဘာဝတရားကြီးပေါ့နော်တဘာဝတရားကြီးကိုငါတို့ကနမူနာယူရမယ်သူကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိလိုက်ရင်တဘာဝတရားကြီးကိုကြည့်လိုက်ရင်နေပူတဲ့အချိန်မှာတဘာဝအားလုံးပူရတယ်မိုးရတဲ့အချိန်မှာဒီတဘာဝတရားကြီးအောက်မှာရှိတဲ့တက်ရှိတွေအားလုံးအေးချမ်းရတယ်ပူတဲ့အချိန်မှာပူရတယ်အေးရဲ့အချိန်မှာအေးရတယ်နောက်ကပန်းမှန်နေဆိုလဲတစ်ပင်ပန်းမှန်နေဆိုလဲဖူးတင်းတဲ့အချိန်မှာဖူးတယ်ပွင့်တင်းတဲ့အချိန်မှာပွင့်တယ်ရေဆိုလဲတက်တင်းတဲ့အချိန်မှာတက်တယ်ကြားတင်းတဲ့အချိန်မှာကြားတယ်မြင့်ရနေနေရကိုစီးစင်းတယ်တဘာဝတရားကြီးနေမင်းဆိုလဲရှေ့ရက်ကနေထွက်ပြီးနောက်ရက်ကနေဝင်တယ်လာမင်းဆိုလဲထွက်တင်းတဲ့အချိန်မှာထွက်တယ်ပျောက်တင်းတဲ့အချိန်မှာပျောက်တယ်ပေါ့နော်ဒီလိုမျိုးပေါ့ဆိုလိုချင်တာတဘာဝတရားကြီးဆိုတာကတဲ့သူလုံးဝမဲ့အလုပ်ကိုပုံမှန်လေးပဲသူကလည်းသူလုပ်နေတာပေါ့နော်ဆရာတိုးဆောင်ပြောဘူးတာအများကြီးရှိတယ်သူဝတ္ထုထဲမှာခင်ဗျားတို့ဖက်ကြည့်ရင်သိလိမ့်မယ်သူကလောကကြီးဆိုတာတဲ့ကြီးနိုင်ငံချင်းစနစ်နဲ့သွားတာပေါ့နော်ကြီးနိုင်ငံချင်းဟုတ်တယ်လေဒါကရှာဦးမရှိရှောက်ပြောတာမဟုတ်ဘူးခင်ဗျားတို့ငငယ်လေးကတင်လာရတဲ့ food chain တို့ food web တို့ရှိလိမ့်မယ်သိပ္ပံမှာတင်လာတဲ့အစာကွင်းဆက်မှာဆိုရင်ကျွန်တော်တို့အရင်ဆုံး producer လာရယ်ကွာမြက်ပင်လေးတွေအပင်လေးတွေကိုအတီးရွက်စားတဲ့လူတွေစိတ်တို့နွားတို့နောက်ကတိုးတို့ဒါရက်စားကြတယ်အဲ့ကောင်တွေကိုပြန်ပြီးသူတို့ထက်အင်အားကြီးရဲ့မွေတို့ဘာလို့ကပြန်စားကြတယ်မွေတို့ကျတော့သူ့ထက်အင်အားကြီးရဲ့ဇီးကွက်တို့ဘာလို့ကစားတယ်ဇီးကွက်ကိုကျတော့ဒီသူ့ထက်အင်အားကြီးရဲ့သိန်းငန်းကပြန်စားတယ်ပေါ့နော်ဒီလိုမျိုးလောကကြီးဆိုတာကဒီကြီးနိုင်ငံချင်းစနစ်နဲ့တွားနေရပါတော့ဒါပေမဲ့ဘလောက်ပဲကြီးနိုင်ငံချင်းဆိုသူတို့တဲ့တဘာဝတရားကြီးကိုဘယ်သူမှမနိုင်ကြဘူးဆိုလိုချင်တာကမိမဘယ်လောက်ပဲအင်အားကြီးရဲ့လင်းအများကြီးပဲဆိုဘယ်လောက်ပဲဆွမ်းအားကြီးရဲ့ဘယင်ဘယ်လောက်ပဲအနိုင်ကျင့်နေတဲ့အင်အားကြီးရဲ့လူမျိုးမဆိုတဘာဝတရားကြီးနဲ့တွေ့လာရင်အကုန်ပျက်စီးရတယ်ဆိုတဲ့အကြောင်းကိုပြောထားဘူးရပေါ့နော်ဒါကြောင့်မို့တဘာဝတရားဆိုတာဆွမ်းအားကြီးဆုံးပဲအားကြောင့်ဆွမ်းအားကြီးရလဲဆိုတော့ तू လုံးဝမဲ့လို့ကိုပုံမှန်ပဲတစ္ဆာတရားရှိနဲ့လှုပ်လာတဲ့အတွက်ကြောင့်မလို့ဆိုတော့ဆွမ်းအားကြီးခြင်းပဲကြီးခြင်းပဲပေါ့နော်ဒါကြောင့်မို့ငါတို့ကတဘာဝတရားလို့ကျင့်ကြံရမယ်တဲ့ဒါကြောင့်မို့ကိုလှုပ်ဆက်ရှိရဲ့လုပ်ကိုလုပ်မယ်လှုပ်ဆက်ရှိရဲ့လုပ်ကိုလုပ်တဲ့နေရာမှာလဲစိတ်စေတနာပပနဲ့အကောင်းဆုံးလုပ်လာမယ်ဆိုရင်ငါတို့ရလက်တွေကလည်းအကောင်းဆုံးဖြစ်လာမယ်ဆိုတဲ့အကြောင်းကို तू ကဒါ counseling session 1စိတ်ဖြေကမ်းပါမှာနမူနာပေးထားတာပေါ့နော်နောက်တစ်ခုကဒီချမ်းကြီးကဒီစူးကိုစိတ်ပြေကမ်းပါနေပြီးတော့စာကြီးတိုက်ကိုခေါ်သွားတယ်အဲ့နိုင်ငံမှာဖွင့်ထားတဲ့စာကြီးတိုက်ကထူးထူးခြားခြားပဲစာကြီးတိုက်ရဲ့အရှိမလူ12ယောက်ထိုင်နေကွာအဲ့12ယောက်ကတဲ့ဒီစာကြီးတိုက်ကြီးတစ်ခုလုံးကိုစားပြုတယ်တကယ်လို့စာကြီးတိုက်ကိုစာလာဖက်မဲ့လူတွေကစာအုပ်ကိုရှာဖို့အချိန်မရှိဘူးစာဖတ်နေဖို့အချိန်မရှိဘူးဆိုရင်အဲ့လူ12ယောက်ကိုသိကျင်တဲ့အကြောင်းအရာကိုတွားမေးလိုက်ရုံပဲအဲ့လောက်ထိကိုဒီ12ယောက်ကဒီစာကြီးတဲ့ထဲမှာရှိတဲ့စာတွေကိုထုံးလုံငွေရေးလို့နောက်ပြီးတော့ဖတ်ထားတာပေါ့နော်အမှ12ယောက်ရှိမှာဥပဒေပြုရေးတရားစီရင်ရေးဒါ1ယောက်နောက်တော့ယဉ်ကျေးမှုတမိုင်းမွေနေဒါ1ယောက်ဒီလိုမျိုးပညာရေးဒီလိုမျိုးခေါင်းစဉ်လေးနေပေါ့အဲ့မှာကိုသိကျင်တဲ့အကြောင်းအရာကိုသူ့ရှေ့မှာတွားထိုင်ပြီးမေးလိုက်တာနဲ့ကိုသိကျင်တာကိုသိရတယ်ပေါ့နော်အဲ့လိုထူးထူးခြားခြားလေးပေါ့နောက်တော့စူကအဲ့စာကြီးကိုရောက်တဲ့အခါမှာ तू ကယဉ်ကျေးမှုနဲ့တမိုင်းမွေနေပေါ့နော်အဲ့အရှိမအဲ့လူတယောက်ရဲ့အရှိမတွားပြီးထိုင်လိုက်တာထိုင်ပြီးတော့သူကမေးလိုက်တာဒီနေရာကိုတဲ့ဒီဘယ်ချိန်တည်းကစပြီးတော့ရှိခဲ့ရလဲတဲ့ဘယ်ချိန်တည်းကစပြီးတည်ခဲ့ရလဲဆိုတော့အဲ့လူကပြောလိုက်တယ်ဒီနေရာကတဲ့1885နိုဝင်ဘာလ29ရက်နေ့ဒီအရှင်တစ်ပါးပါတော်မူတီဘောမင်းနဲ့ဆိုပြရလဲအရှင်တစ်ပါးပါတော်မူပြီးတဲ့ကစပြီးတော့တည်ခဲ့တာပေါ့နော်ဒီနေရာလေးကိုအမျိုးဒီမျိုးလေးကစရဲအဲ့ထဲကစပြီးရှိခဲ့တယ်ဆိုတဲ့အကြောင်းပြောပြတယ်နောက်တစ်ခါကျတော့ဒီ
ဥပဒေပြုရေးပေါ့နော်အဲ့လူတယောက်ကိုထပ်သွားပြီးတော့ဒီစူးကမေးတာလူတက်မှုဆိုရင်ကျွန်မလာခဲ့တဲ့နေရာမှာလူတက်မှုကိုဘယ်လိုမျိုးဥပဒေချထားလဲနောက်ကမဒိန်မှုမဒိန်မှုကိုဘယ်လိုဥပဒေချထားလဲပေါ့အဲ့လိုမျိုးမေးတဲ့အခါမှာဒီစူးကလည်းအကြောင်းမဲ့တက်မေးနေတာမဟုတ်ဒီလူတက်မှုတို့မဒိန်မှုတို့ကသူ့မှာကဟိုအကြောင်းတရားရှိတာပြီးသားဒါဒီစာအုပ်ကိုဖတ်ခြင်းခင်ဗျားတို့သိလိမ့်မယ်စူးဘာဖြစ်ခဲ့လဲဆိုတာသိလိမ့်မယ်ပေါ့နော်ဒီနောက်တစ်ခုစိုက်ကြီးလိုက်ကိုခေါ်သွားပြီးတော့နောက်ထပ်ဇရက်ကိုခေါ်သွားတယ်အများကြီးกว่าထူးခြားတဲ့နေရာအများကြီးကိုခေါ်သွားတာနောက်နေ့မှာကျတော့ section 2အနေနဲ့ဘယ်နေရာကိုခေါ်သွားလဲဆိုတော့ပန်းချံပန်းချံမှာမှဒီ Rachel ဆိုတဲ့ဥယျာဉ်မူသမီးရှိရဲ့ပန်းချံတွေကိုခေါ်သွားပြီးတော့ဒီစူးကိုကောင်းဆယ်လင်းလုပ်ပြရပါတော့ဒီစူးကိုကိုယ်တိုင်ပန်းနေစိုက်ခိုင်းနေဒီပန်းနေပေါ်မှာဘလို့စိတ်ထားရမယ်ဆိုတာကိုစိတ်ကိုအေးချမ်းအောင်လို့healing ဖြစ်စေအောင်လို့ဆိုပြီးတော့ရှင်းပြတယ်ပြောပြတယ်ဒီထက်ကဒဏ်ရာတော့တွေကလုံးဝအနှစ်သာရရှိရဲ့ဟိုစကားတွေပဲလို့ကျွန်တော်ရှင်းမှာပြောခဲ့တယ်နောက်ကဒါပန်းချံက section 2ပေါ့နော်နောက်က counseling section 3အနေနဲ့ဆွေးနွေးရိတ်တာဆိုပြီးတခုကိုတွားခိုင်းတယ်ဆွေးနွေးရိတ်တယ်မှာကျတော့ဆွေးနွေးရတာဒီစူးဘာဖြစ်ခဲ့လဲစူးကိုဘလို့ရှေ့ဆက်သွားမလဲဆိုပြီးတော့ဆွေးနွေးပေးရဲ့လူဆွေးနွေးပေးရဲ့လူကသူ့ရဲ့ရည်စားဟောင်းချမ်းချင်းကကြောင့်နံပါတ်7အဲ့နေရာမှာနံပါတ်7ပေါ့နော်ဒီသူ့ရဲ့ရည်စားဟောင်းချမ်းချင်းရစူးနဲ့ဘလို့ဘာဖြစ်ခဲ့လဲပြောပြပေါ့နော်ဆွေးနွေးတာပေါ့ကွာအဲ့လိုမျိုးဘဝမှာဘလို့နေထိုင်ရမလဲဆိုတော့အဲ့လိုဆွေးနွေးတဲ့စကားတွေရတယ်ကျွန်တော်ဖတ်ကြည့်လိုက်တဲ့ခါမှာဒီဗုဒ္ဓရဲ့လမ်းညွှန်မှုတွေကိုပဲအခြေခံထားတာပေါ့နော်ကျွန်တော်ကဗုဒ္ဓဘာသာကိုးကွယ်တဲ့ကြောင့်မလို့ဒီဗုဒ္ဓရဲ့လမ်းညွှန်မှုကိုဟိုပြောနိုင်တာပေါ့နော်တခြားဘာသာတွေရောတခြားဘာသာယူဆရရှိနိုင်တယ်ဗုဒ္ဓရဲ့လမ်းညွှန်မှုကြောင့်ဆို empirical ဖြစ်တယ်ပေါ့နော်လက်တွေ့ကြဘာကြောင့်လဲဆိုတော့ဟိုခင်ဗျားတို့သိလိမ့်မယ်ဟိုမင်္ဂလာတုတ်ဆိုရင်လောကမှာအကျိုးကျေးဇူးအများဆုံးရနိုင်တဲ့ဟိုရလက်မျိုးရကြင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ဟိုဖះကိုမေးတာပေါ့နော်ဖះအမှမင်္ဂလာတုတ်ကိုဟောကြားလိုက်တဲ့အခါမှာတစင်ကြီးစီသွားရမယ်ဟာဘယ်လိုအမှပထမဆုံးဆင့်သူပါဠိဘာသာစကားပေါ့ကွာသူတို့ကပါဠိလိုဟောတယ်ဒါပေမဲ့အဓိပ္ပာယ်ကတော့ဒီလူမိုက်ကိုရှောင်ရှားရမယ်ပညာရှိနဲ့ပေါင်းရမယ်ဒါကနေစပြီးတော့အိမ်အောင်ကြသွားတဲ့အခါမှာအိမ်အောင်ကြီးကိုဘယ်လိုစီမံရမလဲဘယ်လိုနေထိုင်ရမလဲဘဝမှာဘယ်လိုနေထိုင်ရမလဲဒါတွေကအလဲအစအလဲနောက်တစ်ခုအဆုံးနိဗ္ဗာန်ကိုရောက်အောင်ဘယ်လိုကြိုးစားရမလဲနောက်ဆုံးကြရင်ဒီလိုမျိုးလောကရဲ့လူစည်းစိမ်ချမ်းသာပျော်ခြင်းဝမ်းနည်းခြင်းချမ်းသာခြင်းဆင်းရဲခြင်းဖြစ်ချင်းပြက်ချင်းဒါမျိုးတွေကိုခံနိုင်ရှိသွားအောင်မတုံ့လောက်အောင်ဒါကြီးကြုံလာတဲ့ခါကျရင်အေးချမ်းကိုဟိုဘယ်လိုအေးချမ်းနဲ့ရက်တည်နိုင်အောင်လို့ရက်တည်နိုင်တဲ့အထိသွားမယ်ဆိုပြီးတော့ဗုဒ္ဓဟောကြားပေးသွားတာဒါမင်္ဂလာတုတ်ပဲရှိသေးတယ်မင်္ဂလာတုတ်မှာအဲ့လိုတစင်ကြီးစီသွားမယ်ဆိုပြီးတော့ဗုဒ္ဓကဟိုညွှန်ပြထားပြီးတာ